ရစ်တော်၏သက်တော်စဉ်1လွန်ခဲ့သောနှစ်ပေါင်းများစွာကနာဇရက်မြို့လေးတွင်မာရိအမည်ရှိသောအမျိုးသမီးငယ်တဦးရှိခဲ့သည်တနေ့တွင်ကောင်းကင်တမန်ဂါဗြေလသည်သူမထံသို့ရောက်ရှိလာပြီးဘုရားသခင်၏သားတော်ကိုဖွားမြင်ရမည်ဖြစ်ကြောင်းတည်င်းကောင်းပါခဲ့သည်ဤသည်မှာလောကကြီးကိုပြောင်းလဲစေမည့်အံ့ဖွယ်အမှု၏အစပျိုးခြင်းပင်ဖြစ်သည်နှင့်ယူဒပြည်ဗက်လင်မြို့ရှိနွားတင်းကုတ်လေးတစ်ခုတွင်ကမ္ဘာကယ်တင်ရှင်ယေရှုခရစ်တော်ကိုဖွားမြင်ခဲ့သည်နန်းတော်ထဲတွင်မဟုတ်ဘဲနှိမ့်ချသောနွားစကွက်ထဲတွင်မွေးဖွားခဲ့ခြင်းမှာကိုယ်တော်၏နှိမ့်ချမှုကိုပြသနေပါသည်ကောင်းကင်တွင်ထူးခြားသောကြယ်ကြီးတစ်ပွင့်ထွန်းလင်းနေပြီးတိုးထိန်များနှင့်ပညာရှိများသည်ထိုကလေးငယ်ကိုလာရောက်ဖူးမြော်ခဲ့ကြသည်3ယေရှုသည်နာဇရက်မြို့တွင်မိဘများဖြစ်ကြသောမာရိနှင့်ယောသပ်တို့၏စောက်ရှောက်မှုအောက်၌ကြီးပြင်းလာခဲ့သည်ကိုယ်တော်သည်ဖခင်ဖြစ်သူယောသပ်ထံမှလက်သမားအတတ်ပညာကိုသင်ယူခဲ့ပြီးဉာဏ်ပညာနှင့်အင်အားတိုးပွားလာခဲ့သည်ကိုယ်တော်သည်ဘုရားသခင်နှင့်လူအပေါင်းတို့၏ချစ်ခင်မြတ်နိုးမှုကိုရရှိခဲ့သောကလေးငယ်တဦးဖြစ်သည်4အသက်30အရွယ်တွင်ယေရှုသည်ယော်ဒန်မြစ်သို့သွားရောက်ကာပဋိစ္စံဆရာယောဟန်ထံမှပဋိစ္စံမင်္ဂလာကိုခံယူခဲ့သည်ထိုအချိန်တွင်ကောင်းကင်ပွင့်၍တန်ရှင်းသောဝိညာဉ်တော်သည်ဂျိုးငှက်ကဲ့သို့ဆင်းသက်လာခဲ့သည်ဤသည်မှာကိုယ်တော်၏လောကသို့တည်င်းကောင်းဟောပြောမည့်အမှုတော်မြတ်၏အစပင်ဖြစ်သည်5ယေရှုသည်မြို့ရွာအနှံ့လှည့်လည်ကာဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုသွန်သင်ခဲ့သည်ကိုယ်တော်သည်ကလေးငယ်များကိုချစ်မြတ်နိုးပြီးကလေးငယ်များကိုငါထံသို့လာခွင့်ပြုကြလော့ဟုမိန့်ကြားခဲ့သည်ကလေးငယ်လေးသည်ယေရှု၏နှွေးထွေးသောမေတ္တာရိပ်တွင်အေးချမ်းစွာခိုလှုံခဲ့သည်6ယေရှုသည်ဟောပြောယုံသာမကဒုက္ခရောက်နေသူများကိုလည်းကူညီခဲ့သည်မျက်မမြင်အမျိုးသားကိုအလင်းပေးခြင်းဖြင့်ကိုယ်တော်၏တန်ခိုးနှင့်ဂရုဏာတော်ကိုပြသခဲ့သည်ကိုယ်တော်သွားလေရာရာ၌ဒုက္ခဝေဒနာခံစားနေရသူများအတွက်မျှော်လင့်ချက်အလင်းတိုင်များထွန်းညှိပေးခဲ့သည်9ကားတိုင်ပေါ်တွင်အသေးခံရမည့်အချိန်နီးလာသောအခါယေရှုသည်တပည့်တော်များနှင့်အတူနောက်ဆုံးညစာကိုသုံးဆောင်ခဲ့သည်ကိုယ်တော်သည်မုတ်ကိုဖဲ့၍ဤသည်မှာသင်တို့အတွက်ပေးသောငါ၏ကိုဖြစ်သည်ဟုမိန့်ကြားခဲ့သည်တပည့်တော်ပေတရုသည်ကိုယ်တော်၏စကားကိုလေးနက်စွာနားထောင်နေခဲ့သည်10လူသားအလုံး၏အပြစ်အတွက်ယေရှုသည်ဂေါလဂေါသကုန်းမြင့်ပေါ်တွင်လက်ဝါးကတိုင်၌အသေးခံခဲ့သည်ကိုယ်တော်သည်မိမိကိုနှိပ်စက်သူများအတွက်ပင်ခွင့်လွှတ်ခြင်းဆုတောင်းပေးခဲ့သည်မိခင်ဖြစ်သူမာရိသည်ကားတိုင်ခြေရင်းတွင်ရှိနေပြီးဤသည်မှာအကြီးမြတ်ဆုံးသောပေးဆက်ခြင်းမေတ္တာပင်ဖြစ်သည်3ရက်မြောက်သောနေ့တွင်အံ့ဖွယ်အမှုဖြစ်ပျက်ခဲ့သည်ယေရှုသည်တည်ခြင်းမှပြန်လည်ရှင်ပြန်ထမြောက်ခဲ့သည်တင်းချိုင်းကူဝါရှိကြောက်တုံးကြီးမှာလိမ့်ဖယ်လျက်ရှိပြီးကိုယ်တော်သည်အောင်နိုင်သူအဖြစ်ထွက်ပေါ်လာခဲ့သည်မာဂဒလမာရိသည်ရှင်ပြန်ထမြောက်သောသခင်ကိုပထမဦးဆုံးတွေ့မြင်ခွင့်ရခဲ့သည်10ကောင်းကင်ဘုံသို့မတက်ကြွမီယေရှုသည်တပည့်တော်များကိုလောကအနှံ့တည်င်းကောင်းဟောပြောရန်မိန့်မာခဲ့သည်ကိုယ်တော်သည်ပေတရုနှင့်တပည့်တော်များကိုကောင်းကြီးပေးကာကဘာကုံသည့်တိုင်အောင်အတူရှိမည်ဟုဂတိပေးခဲ့သည်ယနေ့တိုင်ယေရှု၏အလင်းတရားသည်လူသားတို့၏နှလုံးသားထဲတွင်ထွန်းလင်းနေစေဖြစ်သည်